အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျဆိုတာကတွေ့သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဖို့ဆိုတာကတွေ့ဆုံသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဖို့ကတွေ့ဆုံသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြบဆိုတာပြီးသည်အပြီးသက်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြบဆိုတာပြီးသည်အပြီးသက်သည်လို့အဓိပ္ပာယ်ရပါတယ်ကြော်ဆိုတာရက်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြော်ဆိုတာရက်သည်လို့အဓိပ္ပာယ်ရပါတယ်ကားတွေပါရက်တာကိုပြောတာဖြစ်ပါတယ်ခင်ဗျာဥပမာကားရိုက်တဲ့နေရာဆိုရင်ထီကြော်ရတ်လို့ရေးပါတယ်ထီကြော်ရတ်ကာယတိနေရာလို့အဓိပ္ပာယ်ရပါတယ်ထော်ဆိုတာရှုပ်သည်လို့အဓိပ္ပာယ်ရပါတယ်ထော်ရှုပ်သည်လို့အဓိပ္ပာယ်ရပါတယ်ဥပမာထော်ဆဲအိမ်ရှုပ်သည်လို့အဓိပ္ပာယ်ရပါတယ်ထော်ဆဲအိမ်ရှုပ်သည်လို့အဓိပ္ပာယ်ရပါတယ်ပြန်ပြောကြည့်လိုက်ရအောင်ခင်ဗျကျဆိုတာတွေ့သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဖို့ဆိုတာတွေ့ဆုံသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြบဆိုတာပြီးသည်လို့အဓိပ္ပာယ်ရပါတယ်ကြော်ဆိုတာရက်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာထော်ဆိုတာရှုပ်သည်လို့အဓိပ္ပာယ်ရပါတယ်